နေ့ကဇန်နဝါရီလ24ရက်နေ့မှာဖြစ်ပွားခဲ့တဲ့အမျိုးသမီးဖြစ်သူကိုခေါင်းဖြတ်တက်ခဲ့တဲ့မော်ဘီကလူသတ်မှုဖြစ်စဉ်နောက်ွယ်ကစိတ်မကောင်းစရာအဖြစ်အပျက်မင်္ဂလာပါပရိသတ်ကြီးရှင်မနေ့ကဇန်နဝါရီလ24ရက်နေ့စနေနေ့မနက်အစောပိုင်းကမော်ဘီမြို့ MTK မိုဘိုင်းလမ်းကြားနားမှာအိမ်ငှားနေတဲ့လင်မယား2ဦးခိုင်းရန်ဖြစ်စကားများရာကနေအမျိုးသားဖြစ်သူမှာဇနီးတဲ့ဖြစ်သူကိုခေါင်းဖြတ်တက်ခါထွက်ပြေးသွားခဲ့တာပဲဖြစ်ပါတယ်အမျိုးသားဖြစ်သူဟာအခုလိုကျူးလွန်ပြီးနောက်မှာတော့အမျိုးသမီးရဲ့ခေါင်းကိုကင်ပြီးတော့မော်ဘီတိုးဂိတ်ဘက်ကိုတွားရောက်ခဲ့တာဖြစ်ပြီးတိုးဂိတ်အနီးမှာပဲဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။အမျိုးသားဖြစ်သူဟာဓားကိုလက်တစ်ဖက်ကကင်ဆောင်ပြီးအမျိုးသမီးရဲ့ဦးခေါင်းပြက်ကြီးကိုကြံလက်တစ်ဖက်ကနေကင်ခဲ့ကလမ်းလေကိုထွက်သွားခဲ့ပြီးကားသမားကိုဓားထောက်ပြီးတော့မှတိုးဂိတ်ဘက်ကိုမောင်းခိုင်းခဲ့ပြီးထွက်ပြေးခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။တည်ဆုံးသူအမျိုးသမီးဟာတာယာဝတီမြို့ဇာတိဖြစ်ပြီးသားသမီး3ယောက်ကျန်ခဲ့တယ်လို့လည်းသိရပါတယ်။တည်ဆုံးသူအမျိုးသမီးနဲ့ဆွေမျိုးနီးစပ်တော်ဆက်သူအမတယောက်ရဲ့ပြောကြားချက်အရတရားခံအမျိုးသားဟာဆေးသုံးနေတတ်သူတယောက်ဖြစ်ပြီးဆေးရှုဖို့ပတ်စံမရှိစလော့ဂိမ်းနေရှုံးတာကနေအလောက်ကငွေကိုအလွဲသုံးစားလုပ်ထားခဲ့တာဖြစ်ပြီးတထေးကတီးလို့အလုံးဖြုတ်လိုက်တဲ့အချိန်မှာတော့မိန်းမကိုရန်ရှာခဲ့တာပဲဖြစ်ပါတယ်။မိမဖြစ်သူကလည်းသူ့ရဲ့အမျိုးသားအလုပ်ပြုတ်လာပြီးအကျွေးတွေတင်နေတာကြောင့်နှစ်ဦးသားစုပူရန်ဖြစ်ကြရာကနေအခုလိုဖြစ်ပျက်ခဲ့တာဖြစ်တယ်လို့ပြောပြခဲ့တာလည်းဖြစ်ပါတယ်။ပုံမှန်အားဖြင့်အဆိုပါအမျိုးသမီးဟာသူ့ယောက်ျားကိုအရန်ချစ်တတ်သူတစ်ယောက်ဖြစ်ပြီးသူ့ယောက်ျားမကောင်းကြောင်းပြောရင်တော့ကက်ကက်လန်ရန်တွေ့ပြီးအမားတို့ကိုတောင်မခေါ်တော့ဘူးလို့အမြဲတမ်းရန်ရှာတတ်သူဖြစ်ကြောင်းအမားဖြစ်သူကရှင်းပြပြောဆိုထားပါတယ်။အခုလိုကိစ္စမျိုးရင်ဆိုင်လိုက်ရတဲ့အမျိုးသမီးအတွက်တော့မိသားစုဝင်တွေနဲ့ဆွေမျိုးတွေအားလုံးကစိတ်မကောင်းဖြစ်နေကြပြီးအခုလက်ရှိမှာတော့သူ့ရဲ့ကျဉ်းကြံရစ်တဲ့ရုပ်အလောင်းကိုတာယာဝတီကိုပြန်တည်သွားပြီဖြစ်တယ်လို့လည်းသိရပါတယ်။တန်ဝေကရဆရာတခုကတော့လောင်ကစားနဲ့မူရစ်ဆေးကြောင့်စင်ကြံတုံတရားကင်းမဲ့ပြီးအသိစိတ်မဲ့သွားခဲ့ကအခုလိုမှုကင်းမျိုးအထိကျူးလွန်ခဲ့တာပဲဖြစ်ပါတယ်။